တရောင်စားကြက်ကင်လို့နာမည်တက်ထားပေမဲ့ဒီကြက်ကင်ရဲ့သမိုင်းအစကတော့တရောင်စားတွေကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့လူကြိုက်များတဲ့ရိုးရာအစားအစာလို့ဆိုလို့ရပြီးဒီအစားအသောက်ကိုစားကြည့်နိုင်ဖို့နိုင်ငံတကာကလူတွေကတော့အဝေးကနေလာစားတာတွေရှိတယ်လို့ဆိုပါတယ်။ကြက်ကောင်လုံးကိုပုံမှန်နည်းတွေနဲ့မတူဘဲတမျိုးဆန်းကရှေးခေတ်သမိုင်းအစဉ်လာတွေနဲ့အညီအရသာကောင်းမွန်အောင်ထိန်းသိမ်းပြုလုပ်ထားကြတာပဲဖြစ်ပါတယ်။ဒီကြက်ကောင်လုံးကင်ရဲ့သမိုင်းအစားဖြစ်တဲ့တရောင်စားတွေနဲ့သူစင်းရဲတွေဟာတခြားသူတွေစွန့်ပစ်ပြီးမှရလာတဲ့အစားအသောက်တွေကိုအပိုင်းအစားတွေပေါင်းပြီးအလက်ကားရတဲ့ကြာကန်တဲကကြာရွက်နဲ့ထုတ်ကြပါတယ်။မီးထဲမှာပြန်กินဖို့လုပ်ကြတဲ့အခါမှာဒီကြာရွက်တွေကိုမီးလောင်တဲ့အခါအစားအသောက်တွေကိုမီးကျွန်းသွားတဲ့အတွက်အစာငတ်ခဲ့ရတဲ့အခါတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်တွေရှိလာတဲ့အတွက်ကြောင့်ကြာရွက်နဲ့ထုတ်ထားတဲ့အသားကိုရှင်စင်းနဲ့ကပ်ပြီးမီးဖုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးပြုလုပ်ပြီးမှရလာတဲ့အသားရတာဟာနတ်တုတ်တာလို့ရတာရှိတဲ့အတွက်လူကြိုက်များကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ခုနောက်ပိုင်းမှာမြမပြည်မှာနာမည်ကြီးတဲ့ကြက်တန်ဘုံကင်လို့ပုံစံတူပေမဲ့ရှင်စင်းတွေအထက်ထပ်အုပ်ပြီးမှခင်ရတဲ့ကြက်ကင်ပဲဖြစ်ပါတယ်။အခုဗီဒီယိုမှာပြထားသလိုကြက်သားကိုအရသာတွေနဲ့နေပြီးရင်ပရီမီယံကြာရွက်တွေနဲ့အုပ်ပြီးရှင်နဲ့ထပ်ထပ်ပိတ်ကမီးဖိုထဲမှာမီးပြင်းပြင်းနဲ့အချိန်မိနစ်80ကျော်ထားပြီးမီးဖုတ်ရပါတယ်။နောက်ဆုံးမှာတော့ခုလိုဖုတ်လို့ရလာတဲ့ဘဲဥပုံစံရှင်တုံးတွေကိုတူနဲ့ခွာလိုက်တဲ့အခါမှာတော့နန်းနဲ့ရတာပြည့်စုံတဲ့အရင်ရွှမ်းနဲ့စားချင်စရာတိတ်ကောင်းတဲ့ကြက်ကောင်လုံးပေါင်းရပြီပဲဖြစ်ပါတယ်။ရဲရခင်ခစ်တွေကတော့တရောင်စားတွေမှာစားရတဲ့စားစာဖြစ်ပေမဲ့ယနေ့ခေတ်မှာတော့ကျင်ငါးပွင့်ဟိုတယ်စဖို့မူးတောင်ချက်ဖို့ခက်ခဲတဲ့အရာဖြစ်နေပြီဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။